အဲ့တော့မြတ်စွာဘုရားကသာရိပုတ္တရာနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေအားလုံးဟာပညာရှိတွေကြီးပဲပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြီးပဲအံ့ဩစရာကောင်းလိုက်တာစိတ်ဆန္ဒတူညီတဲ့ပုဂ္ဂိုလ်တွေဟာအစုလိုက်ဒီလိုနေကြတာဒါကြောင့်မို့ဓာတုသောဝဘိက္ခဝေတတ္တတန်တန်တန္တိပညာရှိတွေကပညာရှိနေမှအဆင်ပြေတယ်အားလုံးဟာပညာကနေပြီးတစုတည်းဖြစ်အောင်စုပေးထားတယ်လို့ဒီလိုပြောတယ်တခါရှင်မောက္ကလန်ကြီးလိုက်တဲ့အခါသူလည်းသူ့အုပ်စုနဲ့လမ်းလျှောက်နေတယ်အေးမောက္ကလန်ကလည်းသူနဲ့အတူတကွလမ်းလျှောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတကိုးရှင်နေကြီးပဲအားလုံးဟာတကိုးကြီးမားတဲ့ပုဂ္ဂိုလ်တွေကြီးပဲတကိုးကြီးတယ်ဆိုတာသမထကျင့်စဉ်တစ်ခုကိုစွမ်းစွမ်းတမန်ကျင့်ထားပြီးတော့စွမ်းရည်တတ္တိတွေတိုးမြင့်နေအောင်ဒါကိုပဲအလုံးလုံးနေတာသမထကျင့်စဉ်ကိုအချိန်ချင်းထပ်ထပ်ကျင့်ပြီးဇန်နေအပေညင်နေအချိန်ချင်းထပ်ထပ်ဝင်စားလို့ဝတိဘော၅ပါးနဲ့စွမ်းရည်တတ္တိတွေထက်အောင်လုပ်နေကြတာမို့ရှင်မောက္ကလန်တို့ဆိုတာအလုံးကိုထူးခြားတဲ့တကိုးရှင်ဖြစ်တယ်ဟောခိပ္ပနိတန္တိလို့ဆိုတဲ့အတိုင်းတကယ်ကိုလင်းလင်းမြန်မြန်တကိုးအပြောင်းလဲလုံနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်နန္ဒောပနန္ဒနဂါးကြီးကနှာခေါင်းလေနဲ့မှုတ်တဲ့အခါမှာတခြားယဟန္တာတွေမကာကွယ်နိုင်ဘူးတဲ့ရှင်မောက္ကလန်တပါးသာကာကွယ်နိုင်တယ်ဘာဖြစ်လို့အလင်းအမြန်လောက်ရတာဖြစ်တယ်စက္ကန့်ပိုင်းနောက်ကျသွားရင်ပြာဖြစ်သွားနိုင်တယ်အစိတ်ခိုးတွေတင့်ပြီးတော့ပြာဖြစ်သွားနိုင်ဒါကြောင့်မို့တကိုးဆိုတာလေလေ့ကျင့်နေရလေ့ကျင့်နေလို့စွမ်းရည်တတ္တိတွေထက်တာဒါကြောင့်မို့မောက္ကလန်နဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေဟာအားလုံးတကိုးရှင်တွေကြီးပဲဓာတ်သဘောအားဖြင့်စိတ်ဓာတ်ချင်းတူညီလို့တကိုးဆိုတဲ့စွမ်းရည်တတ္တိကသူတို့ကိုတစုတည်းစုဝေးစေတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာနောက်တစ်ခါရှင်မာကတ္တဗနဲ့လမ်းလျှောက်နေကြတာတစုတည်းကြည့်လိုက်တယ်ရှင်မာကတ္တဗနဲ့တစုတည်းနေတဲ့ပုဂ္ဂိုလ်တွေဟာဒူတင်ဆောင်ပုဂ္ဂိုလ်တွေကြီးပဲချိုးချိုးချမ်းချမ်းကျင့်ရမယ်ယဟန်ဘဝဆိုတာကိလေသာတွေနည်းပါးအောင်ချိုးချမ်းတဲ့အကျင့်တွေကျင့်ရမယ်လို့သင်္ကန်းတောင်မှပန်းတကူသင်္ကန်းမှာဝတ်ရမယ်သုံးတယ်တဲ့ပိုမထားရဘူးတောရเจ้าမှာပဲတစ်သလုံးနေရမယ်ဆွမ်းခံပြီးတော့ပဲစားရမယ်ဆိုတဲ့ဒီဒူရင်အကျင့်တွေကိုကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့ကိုလည်းပဲဒူရင်အကျင့်ကနေပြီးတော့တစုတည်းဖြစ်အောင်စုပေးလိုက်တာပေါ့ဟောနောက်ဒီအရှင်အနုရုဒ္ဓနဲ့အတူတကွလမ်းလျှောက်နေကြတဲ့ယဟန်တွေကိုကြည့်လိုက်အားလုံးဟာဒိဗ္ဗစက္ခုအဘိညာဉ်မှာစွမ်းရည်ထက်တဲ့ပုဂ္ဂိုလ်တွေကြီးပဲတဲ့အကုန်လုံးဟာဒိဗ္ဗစက္ခုအဘိညာဉ်မှာအစွမ်းတတ္တိရှိတဲ့ပုဂ္ဂိုလ်ရှင်နုရုဒ္ဓဆိုတာတထိုင်နဲ့စัจ java လာတစ်ထောင်ကိုတပြိုင်နဲ့ကြည့်နိုင်တဲ့ဒိဗ္ဗစက္ခုအဘိညာဉ်မျိုးရှိတဲ့ပုဂ္ဂိုလ်ယန္နာမဖြစ်ခင်ကတည်းကဒိဗ္ဗစက္ခုကိုအလေးလာပြုလို့ကျွမ်းကျင်လာတဲ့ပုဂ္ဂိုလ်တူသူနဲ့အတူတကွနေတဲ့ယဟန်တွေကလည်းအားလုံးဟာဒိဗ္ဗစက္ခုမှာထူးချွန်တဲ့ပုဂ္ဂိုလ်တွေကြီးပဲသူတို့ကိုတစုတည်းဖြစ်အောင်ဟာလည်းပဲဒိဗ္ဗစက္ခုအဘိညာဉ်ကနေပြီးတော့စုဝေးပေးလိုက်တာတဲ့ဟောဓာတ်သဘောတွေကတူတစုတည်းဖြစ်သွားအောင်စုပေးတဲ့သဘောနောက်တစ်ခါအရှင်ပုံနမန္တာနိပုဒ္ဒမန္တာနိ